မြို့နယ်မစောကျေးရွာအုပ်စုတကန်ရွာဟောင်းကိုစက်နာရှည်တပ်ကစက်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်နေတယ်လို့ဒေသခံတော်လိုင်းတပ်နဲ့နှိစက်သူတွေစီကသိရပါဗျ။အော်တိုဘာလ18ရက်နေ့ညနေ4 နာရီလောက်မှာစက်နာရှည်တပ်သား30လောက်ဟာတုံပြိုးရွာကနေမစောကျေးရွာအုပ်စုတောင်ပိုးရွာလက်စုံကနေတစ်ဆက်တကန်ရွာဟောင်းဘက်ကိုစက်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တာပါ။မိနစ်30အကြာထိတွေ့တိုက်ပွဲအတွက်လက်နက်ကြီးတွေနဲ့နှစ်ဖက်စလုံးအပြန်အလှန်ပစ်ကြတယ်လို့တော်လိုင်းတပ်နဲ့နှိစက်သူတအူးကပြောပါတယ်။တိုက်ပွဲဖြစ်ပြီးည9 နာရီခွဲလောက်မှာတော့စက်နာရှည်တပ်သားတွေကတောင်ပူးရွာမှာရှိတဲ့ပြည်ထောင်စုလမ်းမကြီးကိုပြန်ရောက်လာပြီးတောင်ပူးရွာဘုရားတော်ဘက်ကိုချီလျက်ထွက်သွားတယ်လို့ဒေသခံတအူးကပြောပါတယ်။တိုက်ပွဲအတွင်းတော်လိုင်းတပ်ဘက်ကထိခိုက်မှုရှိပဲပြန်ဆုတ်နိုင်ခဲ့ပြီးစက်နာရှည်တပ်ဘက်ကထိခိုက်မှုရှိပေမဲ့လည်းအသေးစိတ်အခြေအနေကိုမသိရသေးဘူးလို့တော်လိုင်းတပ်နဲ့နှိစက်သူတချို့စီကသိရပါတယ်။